သမီးလှုပ်ချင်တဲ့ပုံစံပါလားပါတယ်ဘယ်လိုပုံစံလေးလှုပ်ချင်လဲစီပန်းလေးကွေးချင်တာဒီထက်လေးကိုအခုကခြုံနေရအမိတွေကဒီလိုထောက်ပြီးလန်းနေတော့နော်အဲ့ဒါလေးတော့ညှက်ရမယ်နော်တဲ့အရင်တော့မတိုးချင်အရင်တော့မတိုးချင်ဘူးကာလာလည်းချင်းချင်းတယ်အယောင်ကပြီးတော့မှကျွန်တော်တို့တစ်ချက်တိုင်မြင်လိုက်မယ်လေနော်အဲ့ဆိုလှဆုံးလုပ်ပေးမယ်လေနော်အခုပဲစမယ်နော်တဲ့Đã là hôm nay còn mưa không em chiều nay sẽ đưa bóng